ခြားသက်ကွဲနေရောတော့ဗတ်ပြောနေဖုန်ရှူလိုက်ပါလို့ပြောချင်တယ်ဖုန်ရှူလိုက်ဟာရဲဘာကြီးလောက်နေတာလဲချိုးရင်နဲ့တောက်သုံးရင်တော့ဗောနော်အဲမိုက်ဆေးပြီးတော့အောက်ကနေပိုက်ထပ်ပြီးစီစစ်လို့ရအောင်ရဲဘော်တို့ဒီမှာတက်ဖွဲ့ဝင်ဘယ်လောက်ရှိလဲဟုတ်တယ်ပြောပြမယ်လည်းနေရဒီညကြီးရပြောပြလို့မရရဲဘော်မကြသေးခင်မှာတနန်းပြန်လာတယ်လို့သိရတယ်တနန်းမှာရခဲ့တဲ့အတွေ့အကြုံလေးတွေပေါ့နော်ပြန်လဲရှင်းပါပို့ပြီးနေရတယ်ကိုညီနောင်ရဲဘော်တွေအတွက်ကိုလည်းပြန်ရှင်းပါတေတွားဒီရင်မော်နော်ဘယ်တိုင်းလေးကိုသွားပြီးတော့ပါတင်တာတင်ခဲ့တာလဲပေါ့နော်ဆက်လာတောင်ပိုင်းတိုင်းတော့ပြီးတော့အဲ့လိုဒရုန်းနဲ့ပတ်သက်တဲ့ပြင်အောင်တော့တင်ခဲ့ရတယ်ပေါ့နော်အဲ့ဒီဆရာကြီးကလည်းပြောလို့ရှိရင်ဒီအတူတူတွေကိုလိုနိုင်လို့ရှိရင်တော့ကောင်းတယ်လို့ပြောတယ်နော်ကိုယ်စိတ်ကူးကိုမူပြီးတော့အချိန်တိုင်းတာမပေးနိုင်တဲ့အတွက်ပေါ့ကျွန်တော်ကတလားခွဲလောက်နဲ့တော့အများတင်လာပြီးတော့နော်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ရှိတော့ဒရုန်းအခုသွားတာဆိုတော့ဒါဆိုလို့ရှိရင်ဒရုန်းလို့သိလိုက်ရတယ်ပေါ့နော်ဒရုန်းကတော့ဘယ်မျိုးသားကိုအဓိကထားပြီးတော့တင်ယူခဲ့လဲပေါ့နော်ဒီကတင်ခဲ့ရတော့ဖေဝင်းကနေပြီးတော့မှတစ်ဆယ်အကျုံးကာမီကာစီဟာလည်းပါမယ်ပေါ့နော် FPV ဝင်ဟုတ်တယ် FPV လည်းပါမယ်ပေါ့နော်နှစ်မျိုးတင်ခဲ့ရတယ်ကိုယ်တိုင်ဒါဆိုရင်ကိုယ်တိုင်တက်ဆင်ပြီးကိုယ်တိုင်တိုက်ပွဲဝင်နိုင်တဲ့အဆင့်လေးကိုတိုက်ပွဲဝင်နိုင်ပြီလို့ယုံကြည်လားပေါ့ယုံကြည်ပါတယ်ပေါ့နော်ချိန်ကာလတိုင်းတာတင်အများဆုံးတော့ရအောင်လို့ကြိုးစားပါအခုက PC လမ်းကြောင်းချိန်နေပါလို့ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်တော့တန်ကြနေတော့ကျွန်တော်ပိုင်းအောင်အဆင်ပြေနေတယ်နော်လို့ပြောဒါဆိုအခုဒီပေါ့နော်အခုဒီဒရုန်းပြန်နဲ့ပတ်သက်ပြီးတော့တင်ငယ်ပြီးပြီဆိုတော့ဒီတော်လိုင်းရင်းမှာဘယ်လောက်ထိပါဝင်သွားနိုင်မယ်ဘယ်လောက်ထိပို့ပြီးတော့တိုးတက်အောင်လုပ်သွားနိုင်မယ်လို့ယုံကြည်လဲပေါ့မျှော်လင့်လဲပေါ့နော်ပြီးတော့တော်လိုင်းမှာသုံးထီရောပါဝင်မှာပဲဒါပေမဲ့ကိုဘက်ကနေပြီးတော့ဒီစစ်ကောင်စီနဲ့ရှင်းနိုင်မှုတော့အကောင်းဆုံးပေါ့နော်တစ်ခုလိုမိပညာအသေးစိတ်တွေနဲ့ပို့ပြီးတော့ပြောတကယ်အသုံးဝင်တဲ့ဟာမျိုးပေါ့နော်လို့စင်ကဲထုတ်လို့ဖို့အဲ့လိုမျိုးတော့စဉ်းစားရတယ်ပေါ့ဒါဆိုလို့ရှိရင်အရင်ငါးထပ်စားလို့ရှိရင်ဒါဆက်ကောင်စီကိုပို့ပြီးတိတိကျကျတိုက်ပွဲဝင်နိုင်မယ်လို့ယုံကြည်တယ်ပေါ့နော်သိကြပါဒါဆိုမျှော်လင့်ထားတယ်ပေါ့သိကြပါရဲ့တော်လည်းရင်ပေါ်မှာဘယ်လိုမျှော်လင့်သက်ထားလဲတော်လည်းပေါ်မှာဘယ်လိုမျှော်လင့်ရမှာမထားဘူးတော်လည်းပြည့်နေပြန်နေတာပေါ့နော်စပြီးထားလိုက်ကျွန်တော်တော့အောင်မို့ရှိတော်လည်းအောင်မယ်လို့ထားတော့ဒီလိုမျိုးမထားဘူးဆိုတာအဲ့ညရဲဆိုရအောင်မယ်ဆိုပြီးတော့အဲ့လိုစိတ်မျိုးနဲ့တိုက်နေရတယ်အဲ့လေတော်လည်းအောင်ရင်အရင်ထက်စားရင်ဘာတွေဘယ်လိုတွေပေါင်းလဲသွားနိုင်လဲပေါ့နော်ဘာတွေဖြစ်သွားနိုင်လဲပေါ့နိုင်ငံအနေထားအစဥပမာပညာရေးအဲ့လိုမျိုးပြောတယ်ဒါပေမဲ့ကျင်းနေတာတော့ပြန်လဲပြုရင်ရောအများကြီးလို့ဟောကွာဒီဆက်အနာစစ်တဲ့ချက်ပိုကောင်းမှမယ်လို့ယုံကြည်လားယုံကြည်တယ်ဂျပူးမရှိလို့ရှိရင်အကုန်ကောင်းပြီရတယ်ဒါဆိုလို့ရှိရင်တော်လိုင်းရေးအတွင်းမှာရောဒါဆော်ရနိုင်မယ်လို့ညှော်လင်းချက်ရှိအဲ့လိုမရှိဘူးလို့မရှိဘူးညှော်လင်းတာတွေပါမရှိဘူးရတော့အဲ့လိုမျိုးမေးခွန်းတက်တာတွေပါမမေးပါနဲ့ဗျာတော့စကားမဆက်ကွာရေမှတ်ပါလေတီတူအပ်ဆိုရေးရတာပါလေဒီအင်ဂျင်အဲ့ဒါပကြီးဆရာမဒီဘက်တစ်ချက်လောက်ဟိုပါလေဒီဘက်ကရတာဒီဘက်ပြရဒီဘက်တစ်ချက်ကင်မရာတစ်ချက်ပဲဒီဆရာမရဲ့ဆိုင်ပါနော်လေးရလေဒီကလက်မထိုးရဒီဆရာမရဲ့ဆိုင်ပါသူထိုးရတဲ့ဟာတူလေးရပါဘူးလားဒီဆိုင်နဲ့ဒီလက်ကဟောနော်နှစ်ခုလက်ကပါလက်ကဟာတော့ကိုယ့်ကိုတိုက်တဲ့ပုံထိုးခိုင်းလိုက်ဒီထိုးပေးပါဟုတ်ပတိဆရာမဆိုတာဒါဘယ်လိုလဲဟောဘလုံးမလဲဘူးဗျဘလုံးမမလဲဘူးဗျဒီတိုင်းပဲဟိုအမတ်တရထူတာဗျဒီဆရာမရဲ့ပကြီးကိုကြိုက်လို့အမတ်တရထူတာဒီကိုကြိုက်လို့အမတ်တရထူဒီကနုပညာအားပေးတာဗျကျွန်တော်ကျွန်တော်အားရောကတော့ကြားလိုက်ပါသေးတယ်အဲ့ဒရင်းမာရီကောလာဝတ်ချက်ပေါက်ကလေးတွေအဲ့ဒရင်းမာရီကောလာဆရာမလေးအတွက်ဆန်းချောင်းဖောက်နေတယ်ဒုတ်တယ်ထိုးတော့မယ်တော့နောက်လေထိုးတော့မယ်တော့နောက်လေဒီဘောဘောရာဘရူလိုပေါ့နော်ဘရာသာလိုတော်လည်းရဲဘော်တွေအတွက်ကိုစကားလက်ဆောင်လေးပါကြလဲပေါ့နော်နောက်ဆုံးနေစကားလက်ဆောင်ပါခြင်းလဲဆိုလုံးဝစိတ်မလျှော့ပါနဲ့လုံးဝအတင်းထားပါတိတ်မကြတော့ပါဘူးနော်အောင်းတော့မှာရေးတော့မှာတေးတော့ကြာပါလို့ကြာလို့လို့တေးတော့ကြာရောခဏရှိပါမယ်ရှိပါရဲ့တခြားသက်ကွဲနေရောတော့ဗတ်ပြောနေဖုန်ရှူလိုက်ပါလို့ပြောချင်တယ်ဖုန်ရှူလိုက်ပါ
ဟိုဟာရဲဘော်အနေနဲ့ကြာဟိုကိုကြံလိုက်ဟိုဟာ तू ကလင်းနောက်လိုက်သွားတဲ့အဖြစ်မျိုးနဲ့ဟိုကြုံခဲ့ရတယ်လို့ကြားဘူးလေ အဲ့လိုမေးဖို့တက်လာရင်မမေးနဲ့လို့ပြောနေကြတယ်ခဏခဏမေးတယ်